ခုဒီလထဲမှာတော့ကျွန်တော်တို့ဒီခရီးရန်အိမ်ထောင်နဲ့ပတ်သက်တဲ့အိမ်ထောင်ရေးသင်ခန်းစာပေါ့နော်ဒါဒီခုလူငယ်တွေအတွက်အရေးကြီးတဲ့အရာတွေကိုဒီနေ့ဆွေးနွေးသွားခြင်း Vậy chẳng ai gom tuôn tu cao xong rồi đấy đi xem quần có phải xài còn phát cái cùng mà mang ဒီသင်ခန်းစာတွေကတကယ်တမ်းကျတော့ဟိုနေ့ကပြီးခဲ့တဲ့ဘက်ကဖတ်ခိုင်းတဲ့သင်ခန်းစာတွေကဒါ CEF เนาะ Thai Evangelism Fellowship အဖွဲ့ကနေလုပ်တဲ့ Mailbox Club လို့ခေါ်တဲ့စာပေးစာတွေသင်ခန်းစာတွေဖြစ်တယ် như thếเป็นC và đấy CEF CF chỉ để mà có thể chẳng có nằm phải nghe xong cái gì thì 10 level နဲ့youth စေကျော်တက်တဲ့လူငယ်တွေအတွက်ပြင်ဆင်တဲ့သင်ခန်းစာ anh em là thế khăn đầu tiên để mà cùng xong vào qua cái tên và tên em là gì mà em là có ăn cái bò để sang cái gì ဒီလိုစိတ်ဝင်စားလို့ရှိရင် online ကနေအဲ့ဒီ register လုပ်ပြီးဒီသင်ခန်းစာတွေကိုစာပေးစာတွေဖြည့်လို့ရတယ် nayก็บอลแล้วแต่ออนไลน์ขนาดมั้งก็เป็น register บอลอย่างนี้นะหลายทีนะเอาเอาเลยสั่งไปคิดสั่งไป lesson တစ်ခုပြီးတိုင်းမှာ certificate တစ်ခုစီရလိမ့်မယ် เลยสั่งคันแล้วก็และ certificate อย่างนี้ အဲ့ဒီသင်ခန်းစာတွေထဲမှာပါတဲ့သင်ခန်းစာတစ်ခုပြီးခဲ့တဲ့တစ်ပတ်ကဆွေးနွေးခဲ့ကြတာဖြစ်တယ် ว่าสุ่งอาปาขัดเป็นรับปนาขัดมั่งการในที่กลุ่มนี้ ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ကျန်းစာဘက်ကိုတိတ်မပါဘဲနဲ့အကြောင်းအရာတွေကိုပဲဦးစားပေးပြီးပြောခဲ့ကြတယ် ลายเส้นเขาบุญผู้ที่เขาเราเป็นอะเมซ่าเนี่ยมั่งผู้คัดเป็นผู้มุ่งด่ากระดานหนาที่เดียดนี่หรอที่ ဘိုးစိုးဒီအချစ်အကြောင်းကိုအရင်ဆုံးပြောရအောင် ยินนาจิตกับพิสัยเดียนนี่มั่งตัวนั้น တရုတ်တင်ပြသွားတယ်အချစ်၃မျိုးရှိတယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်